ငါရဲ့ခန္ဓာကိုယ်မှာသရသဘောတရားရောက်လာပြီဒါကြောင့်မို့လို့ဘုန်းကြီးတို့ရှေ့ကဆရာတော်ကြီးတွေရေးခဲ့တာဆံမင်ဖြူခြင်းသေမေအောင်လန်းဆိုင်ထူမထာနာတဓမ္မံသေမီစိတ်ချဒိဋ္ဌဧကံနေရဆိုင်ရွှေဆိုင်ဆောက်ရပြန်စံဖြူသွားတွေ့ပါရေတော်ငါမျက်စိမုံသိတုံဤရန်ခါခါကိုင်နာထိုင်အကျော်ပြိုင်ပေါ်လာမူမေမောသဘောဩဇယာဩခြင်းစရာသဘောတရားရဲ့လက္ခဏာခန္ဓာကိုယ်ကောင်းပေါ်မှာသပင်မျိုးတစ်ချောင်းပေါက်ပြီဆိုရင်မေတ္တာတေအဲ့ဒါသေမင်းအောင်လန်းစိုက်သွားတာဘာစိုက်သွားတာဒါကြောင့်ဆိုလိုက်စမ်းပါဆံမင်ဖြူခြင်းသေမင်းအောင်လန်းစိုက်ထူမထာနာတဓမ္မံသေမီစိတ်ချဒိဋ္ဌဧကံနေရဆိုင်ရွှေဆိုင်ဆောက်ရပြန်စံဖြူသွားကြွေပါရီတော့ငါမျက်စိမုံတိတုံဤရန်ခါခါကိုင်နာထိုင်ကြောပြိုင်ပေါ်လာမူမေမောသဘောဩဇယာသပင်နေဖြူလာတာကသရလက္ခဏာသပင်ဖြူလာတာဘာလက္ခဏာဣန္ဒြိယာဏံစက္ခုအစရှိသောဣန္ဒြေတို့ဤယောပရိပါကောအကျဉ်းရင်ခြင်းသည်တဲ့မျက်စိတွေမှုံလာတယ်စက္ခုသောတာခန္ဓာဇေဝကာယမနမျက်စိတွေမှုံလာတဲ့အဲ့ဒါသရလက္ခဏာနားတွေထိုင်လာတဲ့အဲ့ဒါသရလက္ခဏာနှာခေါင်းတွေအနှံ့ရှုလို့မကောင်းဘူးရှားအရာသားတွေမကောင်းဘူးစားလို့မကောင်းဘူးထမင်းစားလို့မကောင်းဘူးအဲ့ဒါအိန္ဒြေတွေရှင်ဝိတိန္ဒြေလို့ခေါ်တဲ့အိန္ဒြေပြည့်စည်လာတယ်တတိတွေခြုံရင်းလာတယ်မေ့တယ်ခဏခဏဒီစကားတခွန်ထပ်ပြောတယ်ပြောပြီးသားစကားလည်းထပ်ပြောတယ်ဘာဖြစ်လို့အကြောင်းထပ်နေတော့ဆိုရင်မပြောရသေးဘူးထင်လို့မေ့တာအိန္ဒြေတွေခြုံရင်းလာတာတတိန္ဒြေတတိတွေခြုံရင်းလာအဲ့ဒါဇရာရဲ့လက္ခ